Okay ဒီနေ့ကတော့မနေ့ကနည်းနည်းမှောင်နေနော်ခုဒီရက်ပိုင်းဒါကလေးတွေ breakfast စားကြတယ်သူတို့တွေကပြီးရနဲ့သားမီးရဲ့အကုန်လုံးကြောင်းသွားကြရပေါ့နော်ကလေးတွေ drop out ပြီးတော့ကိုကဖះကြောင်းထဲတခါလေးဝင်ဖះရှိပြန်လာပြီးလို့ရှိရင်ပြန်တဲ့အလမ်းမှာလဲရှုခင်းလေးတွေအရင်လာရခုတလောဆိုတော့မနေ့ကပုံမှန်တီဝယ်ဖေးရပေါ့နော်အဲ့ဒါနဲ့ချက်ဦးနဲ့ပြီးတော့ထမင်းနေတဲ့စားချက်နေတဲ့အချိန်မှာဆိုင်ခဏသွားလိုက်ပါသေးတယ်ဖះပန်းကလေးသွားဝယ်ခြင်းလို့ပေါ့နော်ပြရနဲ့သမင်းတွေပိုင်းချက်ပြီးရောမြို့သားထားလာနဲ့အဲ့မှာတွားကြပြန်ရောတနေရတွားပြီးတော့ရှုခင်းလေးတွေလည်းကြီးလိုက်သေးတယ်အမမင်းနဲ့အောင်မောင်းသွားကြပါကြောင်းပြီးတော့ဆိုင်ဝင်လိုက်သေးတဲ့တခါဒါကိုရိုရဲ့အတီးအမွှားတေးပူပူကျွတ်လေးတွေကိုလာလာဆက်ချက်ကလေးတွေတေးလေးကနေရနေပိုင်းတော့ကလေးတွေ pick up ပြီးတော့ခဏလေးတို့ဝင်ချင်းတဲ့ဆောက်ဆိုင်ဝင်ပြန်တဲ့ဒီနေ့က piano recital ရှိတော့ piano recital ရှိတဲ့နေရာကိုထပ်သွားrecital မှာကလေးတွေအကုန်လုံးပေါ့နော်14ယောက်လောက်ထင်တယ်ဒီကြတယ်ဒီပြီးတော့ကိုရဆင်းအောင်ကနေအားပေးပေါ့နော်ပြန်နေသူတို့ happy meal လေး McDonald's ကျွေးကိုရတော့ဒါတွေစားပေါ့နော်ပြန်နေသွားတိုက်ဖျားရှိကိုပဲအိတ်ကြပါတယ်လို့ thank you